တဲ့ညာတိုင်းအိတ်သွားတဲ့အချိန်မှာတင့်ခန္ဓာကိုယ်ကအလုံးမလုံးတော့ဘူးလို့ထင်ပါသလားတကယ်တော့အဲ့ဒီချိန်ဟာတဲ့ဦးနှောင်းတဲ့ခန္ဓာကိုယ်အတွက်အလုံးအများဆုံးလုပ်နေတဲ့အချိန်ဖြစ်ပါတယ်အိတ်ဆက်မှုကိုအထူးအားဖြင့်အစစ်နှမျိုးခွဲထားပါတယ် non REM sleep နဲ့ REM sleep ဖြစ်ပါတယ် REM ဆိုတာ rapid eye movement လို့ခေါ်ပြီးမျက်လုံးတွေအမြန်လှုပ်ရှားနေတဲ့အဆင့်ကိုဆိုလိုပါတယ် non REM အဆင့်မှာတင့်ခန္ဓာကိုယ်ဟာအနားယူနေတယ်လို့မြင်ရပေမဲ့အတွဲပိုင်းမှာတော့ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေပါတယ် cell တွေပြန်လည်တည်ဆောက်နေပါတယ်ကြွက်သားတွေပြန်လည်ပြုပြင်နေပါတယ်နှလုံးခုနှုံးလည်းကျဆင်းလာပြီးတွေးပေါင်ချိန်လည်းလျော့နေလာပါတယ်ကိုယ်အပူချိန်တော့နည်းနည်းကျသွားပါတယ်ဒါပေမဲ့ RAM အဆင့်ရောက်လာတဲ့အချိန်မှာတော့စိတ်ဝင်စားစရာအရာတစ်ခုဖြစ်ပေါ်လာပါတယ်တင့်ဦးနှောက်ဟာလုံးဝပိတ်မထားပါဘူးတကယ်တော့နိုးနေခြင်းနဲ့နီးပါးတူအောင်လှုပ်ရှားနေပါတယ်ဒီအချိန်မှာပဲတင့်အိမ်မက်တွေမက်နေကြတာပါတယ်သိပ္ပံပညာရှင်များအမြင်ဟာအိမ်မက်တွေဟာအလွတ်တော်ဖြစ်ပေါ်တာမဟုတ်ပါဘူးနေ့ဘက်မှာတင်တွေးကြုံခဲ့တဲ့အတွေ့အကြုံတွေစိတ်ခံစားချက်တွေအချက်အလက်အသစ်တွေကိုဦးနောက်ကစီးစစ်ပြီးသိမ်းစိတ်နေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ဒီဖြစ်စဉ်ကို memory consolidation လို့ခေါ်ပါတယ်ဒါကြောင့်ပဲစာလေးလာပြီးအိတ်သွားရင်ပိုမှတ်မိတတ်ပါတယ်အိတ်ချိန်မလုံလောက်ရင်တော့တင်ယူနိုင်စွမ်းနဲ့အာယုံစိုက်နိုင်စွမ်းလျော့နေလိုက်ပါတယ်အိတ်နေချိန်မှာ growth hormone လည်းထွက်လာပါတယ်ဒီဟာကအယိုးနဲ့ကြွက်သားတွေကိုပြန်လည်တိဆောက်ပေးပါတယ်အသားတွေကိုပြန်လည်ပြုပြင်ပေးပါတယ်ကိုယ်ခန္ဓာကြီးထွားမှုနဲ့ပြန်လည်ကျန်းမာရေးအတွက်အရေးကြီးပါတယ်တအပြင်ကိုယ်ခန္ဓာအားစနစ်လည်းအိတ်ချိန်အတွင်းမှာအားပြန်ဖြည့်နေပါတယ်အိတ်မလုံလောက်ရင်အေးမီလွယ်တတ်တာဖျားနာလွယ်တတ်တာတွေဖြစ်နိုင်ပါတယ်နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုကတော့ဦးနှောက်ရဲ့တန်ရှင်းရေးလုပ်ငန်းစဉ်မှာသုတေသနများအရာအိတ်နေချိန်မှာဦးနှောက်က glymphatic system လို့ခေါ်တဲ့စနစ်ကိုအသုံးပြုပြီးနေဘက်တစ်လျှောက်စူဆောင်းထားတဲ့အညစ်အကြေးနဲ့အစိတ်အတောက်ပစ္စည်းတွေကိုဖယ်ရှားနေပါတယ်ဒီနည်းအားဖြင့်ပြောရရင်တင်အိတ်နေချိန်မှာတင်ဦးနှောက်ကကိုတန်ရှင်းရေးလုပ်နေပါတာပဲဒီလိုလုပ်ငန်းစဉ်တွေမလုံလောက်ရင်ရေရှည်မှာဦးနှောက်အလုပ်ဆောင်မှုကျဆင်းနိုင်ပြီးစိတ်ဖိစီးမှုများလာနိုင်ပါတယ်ဒါကြောင့်အိတ်ချင်းဟာအချင်းပြတ်တယ်လို့မဟုတ်ပါဘူးအောင်မြင်ခြင်းလို့အိတ်ချင်းရော့ချတာဟာခန္ဓာကိုယ်ကိုပျက်စီးစေနိုင်ပါတယ်အိတ်ချင်းဆိုတာတင့်ဦးနှောက်နဲ့ခန္ဓာကိုယ်ကိုပြန်လဲတိဆောက်ပေးနေတဲ့အရေးကြီးဆုံးအချိန်ပါဒီနေ့ကစပြီးအိတ်ချင်းကိုပိုတန်ပိုးထားပါဘာလို့လဲဆိုတော့တင်အိတ်နေချိန်မှာတင်ကိုယ်နိုင်ကိုတင်ပြန်တိဆောက်နေပါလို့ပါ